ချိန်ရွှေ့မနေနဲ့အခုပဲလုပ်ဘာဖြစ်လို့လဲကောစင်ညမရဏံသူဝေနေ့ဖြင့်ကအသက်ရှင်အောင်မလားသေအောင်မလားဘယ်သူသိလဲဘယ်သူမှမသိဘူးနောက်ကျသွားနိုင်တယ်လူတွေကတော့ပြောကြတာ tomorrow will be too late နော်အတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲနော်သိနောက်ကျသွားပြီသိချင်းတရားကသူ့ရဲ့လက်နဲ့တွေသူ့ရဲ့စစ်တီဖို့ပါလေသိချင်းတရားမှာသူ့ရဲ့အတိုင်းဝိုင်းကအမတမကြီးမားတယ်တဲ့သူ့ရဲ့လက်နဲ့တွေကအမတများတယ်လူစားသေးဘူးအများတယ်ပေါ့ကားတိုက်ပြီးတော့လည်းသိနိုင်တယ်အဆီဒင့်နဲ့လည်းသိနိုင်တယ်လေဖြတ်ပြီးတော့လည်းသိနိုင်တယ်အုံနောက်သေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့သိခြင်းအကြောင်းတွေအများကြီးရှိတယ်မြတ်စွာဘုရားခဏပဲလောက်ပါလို့ပြောသိခြင်းတရားနဲ့သိချိတ်ဆက်လောက်ထားတာမရှိလူဆိုလို့ရှိရင်ပတ်စံပေးထားပြီဒီတရက်တော့စောင်းမအောင်လို့ပြောလို့ရလက်ထိုးထားရင်လည်းရတနည်းအားဖြင့်ခင်မအောင်မိတ်ဆွေဖွဲ့လို့လည်းရရရွှေ့လို့ရသိခြင်းတရားကအဲ့လိုလက်ထိုးလို့လည်းမရဘူးမိတ်ဆွေဖွဲ့လို့လည်းမရဘူးသိခြင်းတရားကိုကိုယ်တွန်းလှန်မယ်ဆိုရင်တော့မရဘူးနော်သိခြင်းတရားကိုချောက်လို့လည်းမရဘူးချောက်လို့လည်းမရဘူးလို့ဆွလို့တဲ့အတိတ်ပဲနာဟိနောသင်္ကရံတေနမဟာတေနေနများသောစစ်တီဘိုးပါအတိုင်းဝိုင်းရှိတယ်ထိုသင်မင်းနဲ့ချိန်ချက်လှုပ်ဆောင်မှုဆိုမဖြစ်နိုင်ဘူး